385 gram baking soda 8 gram 3 gram ထည့်ပါမယ်တကြားဖြူ105 gram ကနေ 90 gram အတွင်းသုံးလို့ရတယ်အချို့မကြိုက်ရင်ရှော့ထည့်နော်ကြားရည်120 gram ဗန်နီလာအမုန့်9 gram USC 140 gram ငပြောဒီ450 gram နဲ့525 gram အထိသုံးလို့ရတယ်နော်တီးမွေးငပြောဒီနဲ့လုံးရင်ပုံမွေးတယ်ကျက်ဥ3လုံးရယ်ငပြောဒီရယ်ကိုစက်ထဲကိုထည့်ကျိတ်လိုက်မယ်ဒီကျိတ်ထားတဲ့အရေကိုကြားရည်စီရယ်တကြားရယ်ရောထားတဲ့ထည့်မယ်ဘောဒီအရေကိုဂျုံမုံစကားချထားတာကိုထည့်လိုက်မယ်နော်ထည့်လိုက်ပြီးလို့ရှိရင်ဖြည်းဖြည်းချင်းပဲမွေရတော့မယ်ဒါအမောရင်ချစ်ကြီးဖြစ်သွားတတ်တယ်ဒီဆင်အရေးကြီးတယ်နော်ဖြည်းဖြည်းချင်းပြင်နေတယ်ဒီလိုမျိုးလေးဒီပတ်ပတ်လေးအရင်မျိုးဝေးရောမှအပေါ်လန်လိုက်တဲ့ပုံစံလေးတော့ပါနော်အားမဝင်ရင်ကိတ်သားရဲ့ချစ်ကြီးဖြစ်သွားတတ်တယ်အဖြူရောင်အမုံလေးတွေကြောက်ပါလို့ဆိုရင်ပုံမဲ့ဖတ်ထည့်ပြီးတော့စာအိတ်ဖုတ်လို့ရတယ်ဖုတ်ဖို့ဆန်းနေဖြစ်သွားပြီအခုကြရအောင်မပြောရင်းနဲ့မွေးရသုံးခွက်စာလုပ်ထားတယ်နော်65 ဒီဂရီနဲ့မိနစ်30လောက်စာဖုတ်မယ်နော်မပြောဒီကိတ်ကလေးရပါပြီမပြောဒီကိတ်လေးရပါပြီ